ကျမထိုင်နေတဲ့ခုံတန်းလေးမှာသွေးစွန်းပေနေတာကိုတွေးမိလိုက်တယ်။ရေပုံးထဲကရေကိုခတ်ပြီးလောင်းပစ်လိုက်တယ်။ကျမလူကုန်ကူးခံရပြီးဒီရွာထဲကိုရောင်းစားခံခဲ့ရတယ်။ကျမအပြိုဖြစ်လာတာကိုသူတို့သိလိုက်တယ်။ကလေးမွေးဖွားဖို့ကရိယာတစ်ခုအနေနဲ့ဒီမှာပိတ်မိနေတော့မှာပဲ။ဒါပေမဲ့ကျမကိုကြည့်နေတဲ့အဖွားကြီးကမြင်သွားတယ်။သူ့မျက်လုံးတွေတောက်ပလာပြီးကျမကလေးယူဖို့အစင်သင့်ဖြစ်နေပြီလို့စိတ်လှုပ်ရှားစွာအော်ပြောလိုက်တယ်။အဲဒီညမှာပဲစိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့သူ့ရဲ့သားနဲ့လက်ထပ်ဖို့အတင်းကျပ်လုပ်ခဲ့တယ်။ကျမထွက်ပြေးဖို့နီးလန်းတွေကိုပဲစဉ်းစားနေမိတယ်။မင်္ဂလာမဆောင်ခင်သူတို့သမီးရေချိုးရမယ်လို့လိန်ခဲ့တယ်။ရေပုံးတစ်ပုံးယူလာပေးဖို့သူ့ကိုလှည့်စားခဲ့တယ်။ကျမထွက်ပြေးမှာကိုကြောက်တယ်။သူကတကားအပြင်ဘက်မှာမထွက်ဘဲနေခဲ့တယ်။ကျမဖက်နှက်တွေကိုအပြင်မှာထားခဲ့ပြီးသူ့ကိုလှည့်စားဖို့ရေတံတွေတမင်ဖွင့်ချခဲ့တယ်။ပြီးတော့နောက်ဘက်သတင်းပေါက်ကနေထွက်ပြေးခဲ့ပေမဲ့သူတို့သတိထားမိတဲ့အထိဝေးမသွားခဲ့ဘူး။ရွာသူကြီးကရွာသားတွေကိုကျမကိုလိုက်ဖမ်းဖို့ဦးဆောင်ခဲ့တယ်။တောင်တွေထဲကိုပြေးဝင်သွားပေမဲ့ခြုံထက်တဲ့ကြောက်တုံးတွေကြောင့်ခြေထောက်ထိခိုက်သွားတယ်။ကျမအရှိန်လျှော့လိုက်တယ်။နောက်ဆုံးတော့ကျမကိုပြန်ဖမ်းမိပြန်တယ်။သူတို့ကကျမကိုလှောင်အိမ်ထဲမှာပိတ်လှောင်ထားပြီးရွာသူကြီးရဲ့သားကပဲကျမကိုစောင့်ရှောက်ပေးခဲ့တယ်။သူ့အမေလည်းလူကုန်ကူးခံရလို့သူ့ကိုဖျောင်းဖျားဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့ကံကောင်းထောက်မစွာပဲသူ့ကိုမွေးပြီးတဲ့နောက်မှာလွတ်မြောက်ခဲ့တယ်။ကျမကြုံတွေ့ခဲ့ရတာတွေအားလုံးကိုသူ့ကိုပြောပြခဲ့တယ်။သူ့အမေတစ်ချိန်ကကြုံတွေ့ခဲ့ရတဲ့စိတ်ပြတ်အားငယ်မှုကိုသူခံစားရပုံရတယ်။နောက်ဆုံးမှာသူကလှောင်အိမ်ကိုဖွင့်လိုက်တယ်။ကျမထွက်သွားခင်မှာသူ့အမေရဲ့နာမည်ကိုပြောပြပြီးငါသူနဲ့တွေ့ရင်သူ့ရဲ့နှုတ်ဆက်စကားတွေကိုပို့ပေးတင်တယ်လို့ပြောတယ်။ကျမအားကုန်ပြေးပေမဲ့ရဲမှုကြီးကမြန်မဲထပ်ပြီးလိုက်လာတယ်။လမ်းမှာကားတွေကိုအကူအညီတောင်းတယ်။တစည်းမှမရက်ဘူး။စိတ်ပြက်လက်ပြက်နဲ့ဒူးထောက်ထိုင်ချလိုက်တယ်။ပြန်ခေါ်သွားရင်အရာအလုံးကိုအဆုံးသတ်လိုက်မယ်လို့တောင်ထင်ခဲ့တယ်။အဲ့ဒီအချိန်မှာကားမီးရောင်နှန်းတစ်ခုကကျမစီကိုထိုးလာတယ်။ချမ်းသာတဲ့လူငယ်တစ်ယောက်ကရက်ပြီးကျမကိုကယ်တင်ခဲ့တယ်။သူကကျမရဲ့ဒဏ်ရာကိုဂရုစိုက်ပေးပြီးတန်ရှင်းတဲ့ခြေအိတ်တစ်စုံပေးခဲ့တယ်။နောက်ဆုံးတော့သူကရဲစခန်းကိုခေါ်သွားတယ်။ရဲတွေကကျမအဖေကိုဆက်သွယ်ခဲ့ပေမဲ့ကျမပျော်ရွှင်မှုလုံးဝမရှိခဲ့ဘူး။လွန်ခဲ့တဲ့10နှစ်ကသူကကျမကိုရောင်းစားခဲ့တာ။ဒါပေမဲ့အခုချိန်မှာကိုကာကွယ်ဖို့နီးလန်းမရှိဘူးအသက်ရှင်ရမယ်။သူကျမကိုထပ်ရောင်းစားဖို့စူးစမ်းရင်ရဲကိုအကုန်ပြောပြမယ်လို့သူ့ကိုသတိပေးခဲ့တယ်။သူ့မှာကျမကိုအိမ်ပြန်ခေါ်သွားဖို့ပဲရွေးချယ်စရာမရှိဘူး။ကားထဲမှာဓာတ်ပုံတစ်ပုံကိုသတိထားမိပြီးသူ့မှာမိသားစုအသစ်ရှိနေပြီဆိုတာသဘောပေါက်လိုက်တယ်။သမီးတစ်ယောက်တောင်မွေးစားထားတယ်။ကျမဒေါသထွက်လွန်းလို့စကားမပြောနိုင်ဘူး။အဖေတစ်ယောက်ကဘလို့လို့ဒီလိုဖြစ်နိုင်မှာလဲ။အိမ်ပြန်ရောက်တော့သူကကျမရဲ့မိထွေးနဲ့ညီမကိုပေါ့ပေါ့တန်တန်မိတ်ဆက်ပေးတယ်။ကျမရဲ့မိထွေးနာမည်ကိုကြားတော့ကျမကြောင်သွားတယ်။မိထွေးကရွာသူကြီးရဲ့သားရဲ့အမေဖြစ်နေတယ်။သူမရဲ့နာမည်ကိုကျမတန်တရားဝင်လာတဲ့အချိန်မှာသူမကကျမရဲ့ဒဏ်ရာရနေတဲ့ခြေထောက်ကိုသတိထားမိပြီးကုသပေးခြင်းနဲ့ကျမကိုကျေနပ်အောင်လုပ်တဲ့လုပ်ရက်လို့ထင်လို့လက်မခံခဲ့ဘူး။မမျှော်လင့်ပဲနေ့လည်စာစားနေတော့ရွာသူကြီးကတခြားသူတွေနဲ့အတူရုတ်တရက်အိမ်ကိုရောက်လာတယ်။ကျမရဲ့မိထွေးကသူ့ကိုမြင်တော့သူ့လက်ထဲကစလုံးကမြေကြီးပေါ်ပြုတ်ကျသွားတယ်။သူ့မျက်နှာကဖြူဖြော့သွားတယ်။အဲ့ဒီအချိန်မှာကျမနားလည်လိုက်တယ်